ဆူနာမီတစ်ကြိမ်ကြောင့်ဂျပန်ဆာမူရိုင်းရီကူတယောက်ထဲသာမသိရသေးတဲ့ကျွန်းပေါ်မှာအသက်ရှင်ကျန်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီကျွန်းကလူသားစားလူရိုင်းတွေရဲ့တေမင်းမြေဖြစ်နေခဲ့တယ်။အစားအစာအဖြစ်ဖမ်းဆီးခံရသူတယောက်ကစစ်တီစိတ်ကိုနိုးထားပြီးတယောက်ထဲနဲ့မျိုးနွယ်စုတစ်စုလုံးကိုကလဲစားချေဖို့စတင်လာပါတယ်။ပြင်းထန်တဲ့ဆူနာမီဒီရေလိုင်းကြီးကြောင့်ဂျပန်စစ်တီအားလုံးတေဆုံးသွားခဲ့ပေမဲ့ရီကူတယောက်ပဲအသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်။သူတတိယလာတဲ့အချိန်မှာတော့မသိရသေးတဲ့ကျွန်းတစ်ကျွန်းရဲ့ကမ်းခြေကိုရောက်နေပြီးသူ့ခြေထောက်မှာလည်းတစ်သားတစ်ခုစိုက်ဝင်နေခဲ့ပါတယ်။အဲ့ဒီမှာထူးဆန်းတဲ့ကောင်လေးတယောက်ကိုမြင်လိုက်လို့လိုက်သွားခဲ့ပေမဲ့မကြခင်မှာပဲမျက်စိရှိကပြက်ကွယ်သွားခဲ့ပါတယ်။ဒီကောင်လေးဟာသူတို့သားအဖတွေပင်လယ်တပြတန်းကစားခဲ့စဉ်ကဆုံးရှုံးခဲ့ရတဲ့သူ့ရဲ့သားဖြစ်သူဖြစ်နိုင်ပါတယ်။ရီကူဟာနာကျင်မှုတွေနဲ့အတူရေရှာရင်းတောထဲမှာအထီးကျန်စွာအချိန်ကုန်လွန်ခဲ့ရပါတယ်။စိတ်တန်ရာတွေကြောင့်သူ့ရဲ့ဇနီးနဲ့သားသမီးတွေရဲ့အတန်တွေကိုကြားနေရပြီးသူကိုယ်တိုင်လည်းလက်လျှော့အရှုံးပေးဖို့အထိစဉ်းစားခဲ့မိပါတယ်။ဒါပေမဲ့သူ့ရဲ့ဇာတိမြေကဖူဂျီတောင်ကိုတတိယမိတဲ့အခါမှာတော့ဆက်ရှင်တန်ဖို့ခွန်အားတွေပြန်ရလာခဲ့ပါတယ်။သူဟာကျိုးနေတဲ့ဓာတ်ဆုံနဲ့ငါးဖမ်းအမဲလိုက်ပြီးအသက်ဆက်ခဲ့တယ်လို့တစ်စေးနဲ့စပင်တွေကိုတုံးပြီးစုပ်တန်လောက်ကကြပြာရီရင်စိတ်ကိုကုစားခဲ့ပါတယ်။တနေ့မှာတော့ရီကူဟာတောင်ပေါ်မှာဘာသာရေးအရအလေးမြတ်ထားတဲ့တိုရီဂိတ်တကားတစ်ခုကိုတိဆောက်ပြီးဆာမူရိုင်းတယောက်ပြီးဂုံတိတ်ခါရှိကိုအဆုံးစီရင်ဖို့ပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကျွန်းကလူရိုင်းတွေကသူ့ရဲ့ဂိတ်တကားကိုဖျက်ဆီးပြီးသူ့ကိုဖမ်းဆီးသွားခဲ့ကြပါတယ်။သူတို့ရောက်သွားတဲ့နေရာကတော့လူသားစားတဲ့လူရိုင်းတွေရဲ့စခန်းတစ်ခုပါ။အဲ့ဒီမှာတခြားတုံပန်းတွေကိုလည်းခြေထောက်တွေဖျက်ရှာတွေဖျက်ပြီးနှိပ်စက်စားတောက်နေကြတာကိုမြင်လိုက်ရပါတယ်။အန်ကောင်းဆောင်ကရီကူကိုလည်းတတ်မစားခင်မှာသူတို့ရဲ့ထူးဆန်းတဲ့တွေးနီရောင်ဖြော်ရည်တစ်မျိုးကိုတိုက်ခဲ့ပါတယ်။အဲ့ဒီဖြော်ရည်ကိုတောက်လိုက်မိတဲ့အချိန်မှာရီကူဟာထူးဆန်းတဲ့အာယုံတွေမြင်လာပြီးသူ့ရဲ့သားသမီးတွေကပင်လယ်ဓာတ်ပြခေါင်းပေါင်း90ဖြတ်ယူခဲ့ပါလို့တောင်းဆိုနေတယ်လို့ခံစားလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့အသားအစားခံရမယ့်အစားအစာလို့အထင်ခံထားရတဲ့ရီကူဟာတကယ်စစ်တီတယောက်ရဲ့ပြည်ပြင်းတဲ့အရေးချင်းတွေကိုထုတ်ပြပါတော့တယ်။မင်းတို့ရဲ့ခေါင်းတွေဟာငါပိုင်ဆိုင်မှုပဲလို့ကြွေးကြော်ပြီးလက်နက်မရှိဘဲနဲ့တင်အဆောင်တွေကိုကြောက်ခဲနဲ့ထုကျိုးနဲ့ညှစ်ပြီးတက်ဖြတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့ရီကူဟာတစ်သားသောစားနဲ့လူရိုင်းတွေရဲ့ခေါင်းကိုဖျက်တောက်ပြီးသူ့ရဲ့တွေးထွက်တန်ယိုကလဲစားချင်မှုကိုစတင်ခဲ့ပါတော့တယ်။ဒါပေမဲ့သူ့ကိုစောင့်ကြိုနေတဲ့အကြီးမားဆုံးရှာဖွေတွေ့ရှိမှုကတော့ရှေ့မှာပါ။အဲ့ဒါကတော့အယိုးကောင်းတွေတောင်လိုပုံနေတဲ့နေရာပေါ့။လူသားစားပြီးလူတွေကတော့ဂူရဲ့တခြားတစ်ဖက်မှာအာဏာလွှဲပြောင်းတဲ့အခမ်းအနားနဲ့အလုပ်ရှုပ်နေကြပါတယ်။မျိုးနွယ်စုခေါင်းဆောင်ကသူ့ရဲ့အယိုးမျက်နှာဖုံးကိုရက်ဆက်ကြမ်းကြုတ်တဲ့လူသက်သမားဖြစ်တဲ့သူ့သားစီလွှဲပြောင်းပေးလိုက်တယ်။အဲ့ဒီသားဖြစ်သူရဲ့လက်ထဲမှာတော့ရီကူရဲ့ဆာမူရိုင်းသားကိုကင်ထားဆဲပါ။ကိုလက်အင်္ဂါတစ်ခုပဲကျန်တော့တဲ့ဝတ်တုတ်အကျဉ်းသားကတော့ဒီလူသားစားအုပ်စုအတွက်ရေပူဇော်တဲ့ဟင်းလျာဖြစ်နေရှာတယ်။သူဟာမသေးခင်မှာဒီလိုကြောက်မက်ဖွယ်လုပ်ရက်တွေကိုတိတ်တဆိတ်စောင့်ကြည့်နေတဲ့ရီကူကိုလှမ်းကြည့်သွားပါတယ်။အရက်မူးနေတဲ့ဒေသခံတယောက်ဟာဒီလူစိမ့်ဘာတွေလုပ်သွားလဲဆိုတာသိသွားတယ်။ရီကူကအဆောင်ရဲ့ခေါင်းကိုတုံးမှစိုက်ထားခဲ့ပြီးတောထဲကိုထွက်ပြေးသွားတာပါ။ခေါင်းဆောင်တစ်ကတော့သူ့မျိုးနွယ်စုကိုအမဲလိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။သူတို့ဟာအယိုးလက်နက်တွေကိုကင်ဆောင်ပြီးဂျပန်လူမျိုးရီကူကိုပထမဆုံးတွေ့ခဲ့တဲ့ကမ်းခြေကိုဆင်းလာကြတယ်။သူတို့တွေတောထဲမှာလိုက်လံရှာဖွေနေချိန်မှာပဲရီကူကအနောက်ကနေတယောက်ပြီးတယောက်ပြစ်မှတ်ထားတက်ဖြတ်ပါတော့တယ်။တောတစ်ခုလုံးမှာမြောက်တွေအော်ဟစ်နေကြတာကြောင့်ရီကူကက်လာတာကိုသူတို့တွေမကြားနိုင်ကြဘူး။အဲ့ဒီနောက်မှာတော့ဆာမူရိုင်းဟာရန်သူ3ယောက်ကိုတပြိုင်နက်တိုက်ခိုက်ပြီးအပျော်သဘောလေးနဲ့ပဲငရဲကိုပို့ပေးလိုက်ပါတယ်။ရန်သူအုပ်စုကြီးဟာကွင်းပြင်ထဲကိုထွက်လာချိန်မှာတော့ရီကူကများနဲ့2ယောက်ကိုပြစ်တက်လိုက်တဲ့ကျန်တဲ့သူတွေကမြစ်တော်ထဲမှာပုံနေကြပေမဲ့ဒေသခံတယောက်ကတော့ရဲတင်းစွာနဲ့တိုက်စစ်ဆင်ဖို့စူးစမ်းရင်းမျက်လုံးကိုများမှန်သွားပါတယ်။သူတို့တွေစုတ်ခွာချိန်မှာနောက်ထပ်2ယောက်ထပ်ဆုံးရှုံးသွားပြန်တယ်။ဂျပန်ဆာမူရိုင်းကတော့ဒီကြားထဲမှာပဲသူ့ရဲ့ဟော့ကူဟိုက်ကူဂျပန်ကြပြတိုးတွေကိုရေးနေပါသေးတယ်။တစ်ချိန်ကငါရန်သူတွေရဲ့ဥကောင်းတွေကိုစုဆောင်းခဲ့ဘူးတယ်။ဒါပေမဲ့ပုတ်ပွားနေတဲ့သူတို့ရဲ့အကျွင်းကြံတော့ဒီထဲမှာဘာပျော်ရွှင်မှုမှငါမတွေ့ခဲ့ဘူးတဲ့ရီကူကမီးပုံတွေရှို့ပြီးမီးခိုးတွေကြားမှာပုံဖို့ပြင်ဆင်ထားတာပါ။သူဟာချွန်းထက်တဲ့တုတ်တစ်ချောင်းကိုကင်ပြီးဒီအရိုင်းဆိုင်တွေကိုအတွေ့အကြုံရှိနဲ့အလွယ်တကူတုတ်တင်လိုက်တဲ့ဆုံးငေါဝေကကြောက်လန့်တကြားနဲ့ခေါင်းဆောင်စီပြန်ပြေးပြီးသူရှာတွေ့သွားပြီးသူကျွန်တော်တို့ကိုရှာတွေ့သွားပြီးမိစ္ဆာပဲလို့အော်ဟစ်လိုက်တော့စစ်တီတွေဟာမီးခိုးတွေရှိရာစီပြေးသွားကြပါတယ်။ရီကူကတော့ကမ်းခြေမှာစောင့်နေတဲ့သူဟာဒီရေတက်ချအိမ်မှာမျောပါလာတဲ့ဆာမူရိုင်းသားအကောင့်တစ်ချောင်းကိုရှာတွေ့ထားခဲ့ပါပြီ။ငါမိသားစုကိုလွမ်းလိုက်တာလို့သူညည်းတွားမိတယ်။ခေါင်းဆောင်ကမျက်နှာဖုံးကိုချုပ်ပြီးသူ့လူတွေကိုရှေ့တက်ဖို့အမိန့်ပေးလိုက်တယ်။ဒါပေမဲ့သူကိုယ်တိုင်ကတော့နောက်ကနေဖြည်းဖြည်းချင်းပဲလိုက်လာတာပါ။လူအုပ်ကြီးကရီကူကိုဝိုင်းတိုက်ကြပေမဲ့ဆာမူရိုင်းသားခေထနာအစ်စ်ကိုကင်ထားတဲ့ရီကူလက်ထဲမှာတော့သူတို့ရဲ့အသက်တွေဟာတန်ဖိုးမရှိသလိုပဲအသက်ခံနေရတယ်။အဝေးကနေလှမ်းနေပစ်ဖို့ကြိုးစားတာလည်းမအောင်မြင်ခဲ့သလိုရီကူရဲ့ညားချက်တွေကတော့တိကျလွန်းနေပါတယ်။နောက်ထပ်တေတွင်းနဲ့ဆင်းမဲ့သူတွေအုပ်စုလိုက်ပြေးတက်လာချိန်မှာတော့ရီကူကပြုံးလေးပဲတက်ဖြတ်နေတယ်။နောက်ဆုံးတော့ဒီလောကမှာခဏလောက်ထပ်နေဖို့အတိတ်ပဲရှိသွားပြီပေါ့။ကျန်နေတဲ့ဒေသခံတွေစီကိုဆာမူရိုင်းကကိုယ်တိုင်ပြေးဝင်သွားပြီးခေါင်းဆောင်ရှိရာကိုတဖြည်းဖြည်းချင်းကပ်သွားပါတယ်။ခေါင်းဆောင်ကလေးဖက်ထောက်ပြေးတဲ့အယူစစ်တီတယောက်ကိုရှေ့လွတ်လိုက်တဲ့သူကတစ်ချက်ကိုရှောင်နိုင်ခဲ့တယ်လို့တခြားတယောက်ကလည်းဓာတ်သွားကိုတွားနဲ့ကိုက်ထားပါတယ်။ဒါဟာအစီအစဉ်ဆိုးကြီးဖြစ်ပေမဲ့အဲ့ဒီအယူကရီကူကို2ချက်လောက်ပြန်ထိုးနှက်နိုင်ခဲ့တယ်။ရန်သူတွေကရီကူရဲ့လက်ကိုဝိုင်းချုပ်ထားချိန်မှာပဲသူကရုံးထွက်ပြီးအဲ့ဒီအယူရဲ့မိန်းမကိုခုတ်တက်လိုက်တဲ့စပင်ကောက်ကောက်နဲ့အယူကရီကူကိုမြောက်တကောင်လိုခုံပေါက်ပြီး6လက်နေပေမဲ့နောက်ဆုံးမှာတော့ရီကူကသူ့ခြေထောက်ကိုဖမ်းမိပြီးခြေဖနှောက်ကြောကိုဖျက်ပစ်လိုက်တယ်။ဒါတော့မှသူကဆက်ပြီးခုခံနေသေးတာကြောင့်ရီကူကဒဏ်ရာတွေအပြတ်တက်ပေးပြီးအဆုံးစီရင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရီကူဟာအနောက်ကနေတုံးနဲ့အရိုက်ခံလိုက်ရတယ်။ခေါင်းဆောင်ကတော့ဘေးကရက်ကြည့်ရင်ဆုံးငေါဝေကိုတိုက်ခိုက်ဖို့ခိုင်းပါတယ်။ဆုံးငေါဝေဟာဘသူနဲ့မှမနှိုင်းယှဉ်နိုင်တဲ့ဒဏ္ဍာရီလာစစ်တီတော်တယောက်ဖြစ်နေတာကိုပင်ပန်းနေတဲ့ရီကူကလူအုပ်ကိုအကုန်ရှင်းလင်းပြီးခေါင်းဆောင်စီလျှောက်သွားလိုက်တယ်။မင်းကထူးခြားတယ်ဆိုတာငါသိတယ်။နောက်တစ်ယောက်ကမင်းပဲလို့ရီကူကဆိုလိုက်တယ်။ဆုံးငေါဝေကသူ့ရဲ့ကြောရိုးစစ်တွေနဲ့လှုပ်ထားတဲ့လက်ဆွဲကိုတဲပေါ်ချပြီးတိုက်ပွဲသုံးတုပ်ရှည်ကိုကိုင်လိုက်တယ်။သူဟာတကယ်ပဲခက်ခဲတဲ့ပြိုင်ဘက်ဖြစ်နေခဲ့တယ်။
ဆုံးကဝေကတုတ်ကိုသုံးပြီးရီကူကိုအနီးကပ်မလာနိုင်အောင်တားဆီးထားပေမဲ့ရီကူကခုန်ပြီးရင်ဘတ်ကိုခုတ်ချလိုက်တဲ့ဆုံးကဝေကဓာတ်ကိုလက်နဲ့ဖမ်းထားပေမဲ့အချိန်ဆွဲရုံပဲရှိပါတော့တယ်။ဆာမူရိုင်းကချက်ချင်းပဲသူ့ဘိုက်ကိုခွဲထုတ်ပြီးလေဘင်းကိုဖျက်ပစ်လိုက်တယ်။အခုတော့ခေါင်းဆောင်ပုံတွေကိုဘယ်သူမှမကြံတော့ဘူး။မျိုးနွယ်စုခေါင်းဆောင်ဟာအယိုးပုတ်စိန်ကြီးကိုကင်ပြီးမင်းရဲ့ဓာတ်ကိုပြန်ယူနိုင်ရင်ယူကြည့်လိုက်လေလို့စိန်ခေါ်လိုက်တယ်။လူတန်ကြီးဟာအပိုပစ္စည်းတွေကိုချွတ်ပစ်အယိုးမျက်နှာဖုံးကိုဆူတောင်းပြီးရှေ့ကိုပြေးဝင်လာပါတယ်။ Final Boss ဟာတကယ်ပဲအားအင်ပြည့်နဲ့တမန်လာတဲ့သူကရီကူမျက်နှာကိုတဲနဲ့ပတ်ပြီးအကြိမ်ကြိမ်ဒဏ်ရာပေးခဲ့တယ်လို့ပစိန်ချက်ကြောင့်ရီကူနောက်ကိုလွင့်စင်သွားခဲ့တယ်။ဒါပေမဲ့ရီကူကအရှုံးမပေးပဲခေါင်းဆောင်ရဲ့ခြေထောက်ကိုပြန်လဲဒဏ်ရာပေးလိုက်တဲ့တိုက်ပွဲပြင်းထန်နေတော့မှကျိုးနေတဲ့ဓာတ်ကလေထဲကိုဝဲတက်သွားချိန်မှာရီကူကဖမ်းယူလိုက်ပြီးဓာတ်နှစ်လက်နဲ့ခေါင်းဆောင်ကိုပင်လယ်ဘက်အထိတိုက်ထုတ်သွားပါတယ်။ဒါပေမဲ့ခေါင်းဆောင်ကအသေးအတန်ပြန်လဲခုခံပြီးရီကူကိုရေထဲမှနှစ်သက်ဖို့ကြိုးစားပြန်တယ်။တေခါနီးအချိန်မှာရီကူဟာကပြနေတဲ့သူ့ဇနီးတွေကိုပြန်မြင်အောင်လာပြီးရုံထွက်ကမတ်တက်ရက်လိုက်တယ်ပြီးနောက်သူ့ရဲ့ဓာတ်နဲ့ခေါင်းဆောင်ရဲ့ဦးခေါင်းကိုထိုးဆိုင်လိုက်ပြီးဒုတိယဓာတ်တစ်လက်နဲ့ခေါင်းကိုဖျက်ချလိုက်ပါတော့တယ်။ဒီလိုနဲ့ဆာမူရိုင်းဆရာကြီးဟာလူသားစားမျိုးနွယ်စုတစ်ခုလုံးကိုတရက်ထဲနဲ့အပြတ်ရှင်းပစ်လိုက်ပါတော့တယ်ဇလန်းလေးကတော့ဒါပါပဲ။